ကိုဘီမိုင်နူးကိုလစာ3ဆတိုးပေးခဲ့လို့စာချုပ်တစ်ချုပ်နိုင်တော့မယ်မန်ယူမန်ယူဟာလူငယ်ကွင်းလေကစားသမားကိုဘီမိုင်နူးကိုလစာ3ဆတိုးပေးပြီးစာချုပ်တစ်ချုပ်နိုင်ဖို့တေချာသွားပြီလို့ဒီဒေမီဒီယာတွေကရေးသားခဲ့ကြပါတယ်။ကိုဘီမိုင်နူးကိုတပတ်လောက်ခလစာပေါင်3,200,000နဲ့စာချုပ်တစ်ချုပ်ဖို့မန်ယူဘက်ကကန့်လန့်ခဲ့တာဖြစ်ပြီးဒီပမာဏဟာကိုဘီမိုင်နူးရဲ့လစာကို3ဆအထိမြင့်ခဲ့တာလည်းဖြစ်ပါတယ်။ကိုဘီမိုင်နူးဘက်ကလည်းကန့်လန့်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပြီလို့ဒီဒိန်နမဲကျော်သတင်းဌာနတစ်ခုဖြစ်တဲ့Mirror ကဖော်ပြခဲ့ပါတယ်။ကိုဘီမိုင်နူးဟာစာချုပ်တစ်ရမန်ယူမှာ2030ခုနှစ်ထိဆက်ရှိနေမှာဖြစ်ပါတယ်။ကိုဘီမိုင်နူးမန်ယူမှာနှစ်ရှည်စာချုပ်တစ်ချုပ်ဆိုဖို့တေချာသွားခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ကွယ်မှာနီးပြမိုက်ကယ်ကယ်ရီရဲ့အခန်းကဏ္ဍကအဓိကအကျဆုံးနေရာမှာရှိခဲ့တာလည်းဖြစ်ပါတယ်။မိုက်ကယ်ကယ်ရီဟာကိုဘီမိုင်နူးကိုမန်ယူအကယ်ဒမီမှာကလေးကစတွေ့ခဲ့ပြီးကမ္ဘာအကောင်းဆုံးကွင်းလေကစားသမားဖြစ်လာမဲ့သူလို့သတ်မှတ်ခဲ့သူဖြစ်တယ်လို့မန်ယူယာယီနီးပြဖြစ်လာချိန်မှာလည်းနီးပြဟောင်းအီမိုရင်လက်ထက်မှာပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့တဲ့ကိုဘီမိုင်နူးကိုဦးစားပေးကစားသမားနေရာရုံကြည်ကြည်နေရာပြန်ပေးခဲ့တာပါ။ကိုဘီမိုင်နူးမန်ယူနဲ့နှစ်ရှည်စာချုပ်တစ်ချုပ်ဆိုခဲ့တာဟာမန်ယူမှာမိုက်ကယ်ကယ်ရီဟာအမြဲတမ်းနီးပြဖြစ်လာမယ်ဆိုတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့လည်းဒီတိမ်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။